ဘယ်နဲ့ protein သောက်လို့ရလား protein ကကျွန်တော်တို့ဘာလို့သောက်မှာလဲကျွန်တော်တို့အမြင်နေမှာပေါ့နော်ဒီ protein သောက်လို့ဆိုရင်သူ့ကိုနေထိုင်ကြွက်သားတောက်တင်ချမ်းခံလာမယ်လို့အဲ့လိုထင်တတ်ကြတယ်ကျွန်တော်ခန္ဓာကိုယ်ပဲကြည့်အနည်းဆုံးကျွန်တော်4-5နှစ်လောက်ကစားရမှဒီလိုကြွက်သားတွေတောက်တင်တဲ့ခန္ဓာကိုယ်မျိုးရတာပေါ့နော် protein မသုံးတဲ့အနေနဲ့ဒါကစားလို့ရတယ် okay protein ဆိုတာပါတယ်ကျွန်တော် protein ဆိုတာ supplement ပေါ့နော်ဖြစ်စွအစားအစာကျွန်တော်အသားဓာတ်ကိုပြောတာပေါ့နော်ကျွန်တော်ကြောက်တွေချက်သားတွေအဲ့လိုစားရင်လည်းကျွန်တော်ရတယ်ကျင်ကစားတဲ့သူတယောက်ကကျွန်တော်အသားဓာတ်တွေတို့စားတယ်အသားတွေစားလို့မနိုင်တဲ့ခါကျရင်ကျွန်တော်လိုအပ်တဲ့ protein ဓာတ်ကိုကျွန်တော်တို့အဲ့ဒါ protein shake ရတယ်ကျွန်တော်ဖြော်တောက်ပြီးတော့ဒါရယူနိုင်တယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကတောက်တင်တာ supplement company တွေဆိုတာကလည်းဒါကျွန်တော်တို့စီးပွားစားနေတာပေါ့နော်သူတို့အစုံထုတ်မယ် supplement အစုံထုတ်မယ်သူတို့ကြော်ညာခိုင်းတဲ့သူတွေက body လှပြီးတော့ကွာဒါနာမည်ကြီးတဲ့သူတွေကိုဒါကျွန်တော်ကြော်ညာခိုင်းတယ်ပေါ့နော်မသိလို့ဆိုရင်ဒီကောင်တွေက protein တောက်ပြီးတော့ဒါအဲ့လိုကြီးလာလို့ဘာလို့အဲ့လိုကျွန်တော်မြင်မှာအဲ့လိုဖြစ်သွားတတ်တယ်ပေါ့နော်ဥပမာကျွန်တော် evidence တောက်မယ်ဆိုရင်ဒါအရက်မြင့်သွားတာမျိုးပေါ့နော်ငယ်တွေက protein ငယ်တွေက evidence ညီဝဲပြီးတော့ဒါ10တန်းမှာကျွန်တော်မြန်မာနိုင်ငံမှာ top 1စရင်ဝင်သွားတာမျိုးလို့ဟိုကြော်ညာပါတယ်မီနကာတော့အနိုင်ယူလိုက်ပါတော့အဲ့လိုပုံစံမျိုးတွေပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဂျင်စကစားလို့ရှိရင်ဒါကျွန်တော်တို့သိရမှာပေါ့နော်အဲ့ knowledge တွေကျွန်တော်တို့ရှေ့ဖို့ရေးကြည့်တယ်ကျွန်တော်လေ့လာရမယ်နောက်မို့ဂျင်းတဲ့ trainer တွေနဲ့ကျွန်တော်တို့တွေ့လို့ဆိုရင်အစုံ supplement အစုံတောက်ခိုင်းပြီးတော့တလားအတွင်းမွေးနေပါပေါ့နော်ဆိုတော့ဒီမှာကျွန်တော်မှာကြော်ညာပေါ့နော်ဒီကြော်ညာဒါကကျွန်တော်တို့ local brand protein ပေါ့နော်ဒါဈေးသက်သာလို့ဒါကျွန်တော်ကြော်ညာတာပေါ့နော်ကျွန်တော်မှားယူခြင်းနဲ့ဆိုရင်တော့ promat မှားယူခြင်းနဲ့ဆိုရင်တော့ဒါ page Facebook page မှာကျွန်တော်တို့ဒါသွားပြောလို့ရတယ်ပေါ့နော် Facebook page ကအကြောင်းမကြားလို့ဆိုရင်ဒါဖုန်းနံပါတ်ကျွန်တော်ချတာပြီဖုန်းနံပါတ်ကိုဆက်နော်အားလုံး peace out